အားလုံးပဲမင်္ဂလာပါကျွန်တော်ပွင့်ဖို့အောင်အာကာကြီးပါကျွန်တော်ပွင့်ဖို့အောင်ကုမ္ပဏီကိုအလုပ်ကိုင်းနေလာရောက်ဆောင်စမ်းခြင်းတဲ့သူတွေအတွက် YBSCB ဘယ်လိုလာရမလဲဆိုတဲ့လမ်းညွှန်လေးကိုပြောပြပေးခြင်းပါတယ်ပထမဦးဆုံးမြောက်တကုံဘုံမှုပါထူလမ်းမပေါ်မှာရှိတဲ့ကျမ်းမာရေးမှတ်တိုင်ကိုရောက်မဲ့ကားတွေကတော့2 10 73 15 29 28 108စတဲ့ကားလိုင်းတွေကတော့ရောက်ရှိပါတယ်ကျမ်းမာရေးမှတ်တိုင်ကိုရောက်ပြီဆိုရင်တော့ရောက်ချင်းလမ်းထိပ်မှာကိုရတဲ့နှစ်ဆိုင်ရှိပါတယ်အဲဒီလမ်းတက်တဲ့ကို9မိနစ်လောက်ရှောက်ရုံနဲ့ပွင့်ဖို့အောင်ကုမ္ပဏီကိုရောက်ရှိမှာဖြစ်ပါတယ်Passport PG စာအုပ်ယူခဲ့ဖို့မမေ့နဲ့တော့မေ့မယ်လမ်းထိပ်ကနေ3မိနစ်နောက်လမ်းလျှောက်ပြီးတဲ့အခါမှာတော့အများသိကြတဲ့ရေစံကျွန်းနဲ့ဖျားခေါ်17မီငိမ့်စီတီတော်ကိုရောက်ရှိမှာဖြစ်ပါတယ်အဲ့ဒီဖျားရဲ့မဟုတ်ဦးဝါနေပြီးတော့10မိနစ်လောက်ထပ်ပြီးလမ်းလျှောက်လိုက်တာနဲ့ပွင့်ဖို့အောင်ကုမ္ပဏီရဲ့မဟုတ်ဦးဝါကိုရောက်ရှိမှာဖြစ်ပါတယ်ခုလိုလမ်းညွှန်လုပ်ပေးရတဲ့ရည်ရွယ်ချက်ကတော့ပွင့်ဖွားကိုလာရောက်ဆောင်စမ်းမဲ့လုပ်သားတွေဆုံးရှုံးနေတာမဖြစ်အောင်လို့ကုမ္ပဏီကိုတိုင်းရရောက်စေခြင်းတဲ့ရည်ရွယ်ချက်နဲ့ပါ Caption နဲ့ comment တွေမှာလည်းရုံးရဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ဖုန်းနံပါတ်တွေထည့်ပေးထားပါမယ်ပွင့်ဖွားကိုရောက်ရင်အာကာကြီးကိုတွေ့ချင်တယ်လို့ပြောလိုက်ပါရေတစ်ခွက်တိုက်ပါမယ်ကျေးဇူးတင်ပါတယ်